ရဲ့ခိုင်မာမရှိရဲ့ရုံရောက်နေတာဖြစ်ပါတယ်ဒီအခုလေ့လာမယ် system လေးရပါလဲဆိုလို့ရှိရင် Astro ရဲ့ AS201 model လေးဖြစ်ပါတယ်ဒီ model ကနေပြီးတော့ feature လေးအရင်ရေးကြည့်တဲ့ wireless presentation ထပ်ပို့တဲ့ feature လေးတွေကိုစမ်းသပ်ပြီးတော့သုံးရမှာဖြစ်ပါတယ်ခုလက်ရှိရှင်းပြပေးမယ် function လေးကတော့ BYOM ပေါ့နော်ဒီ AS201 ရဲ့အဓိကဒီ function လေးဖြစ်တဲ့ BYOM မဟုတ်ပေါ့သူကဘယ်လိုမျိုးလုပ်လဲဆိုလို့ရှိရင်ဒီ laptop မှာဘာကင်မရာရဲ့ဒီ USB ကြိုးမှဘာမှလာတက်မထားဘူးပေါ့နော်သူ့ကိုကင်မရာဒီမှာတော့တစ်ခါတက်ထားပြီးသားဖြစ်နေလို့ပေါ့တကယ်လို့ရှိရင်ဒီ setting မှာသွားပြီးတော့ချိန်ရတာပေါ့နော်ချိန်တဲ့အခါကျလို့ရှိရင်ကင်မရာကိုဒီ virtual camera ကိုရွေးပေးလိုက်တယ်ပြီးလို့ရှိရင်ဒီ microphone ပေါ့နော် microphone ကိုကြတော့ဒီ Astro virtual speaker ဆိုတာလေးရွေးတယ် microphone မှာလည်းဒီ Astro virtual microphone လေးကိုရွေးလိုက်တယ်ရွေးလိုက်တဲ့အခါကျလို့ရှိရင်ဒီ video conferencing camera နဲ့ဒီ laptop နဲ့ကို USB လုံးဝတက်စရာမလိုဘဲနဲ့ wireless ပေါ့နော် wireless ချိတ်လို့ရမယ်အဲ့လိုမျိုးချိတ်တဲ့အခါကျရင်ဘယ်လိုမျိုးတည်တာသေးလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ device နဲ့ laptop နဲ့ wireless ချိတ်ထားတဲ့အခါကျလို့ရှိရင် screen မှာ BYOM camera microphone speaker ဆိုတဲ့ချိတ်ထားပြီးသားဟာလေးတွေအကုန်လုံးပြပေးနေတာဖြစ်တယ်ဒါကတော့အရန်ကိုပေါ့နော် meeting ခန်းမှာ smart ကြတုံးချင်တဲ့ customer တွေအတွက်ဆိုလို့ရှိရင်အရန်ကိုအသုံးဝင်တဲ့ feature လေးပေါ့နော်လုံးဝကြိုးရှင်းပြီးတော့ဘာမှတက်ရရနဲ့တုံးချင်တဲ့ customer တွေဆိုလို့ရှိရင်ဒီလိုပုံစံမျိုးတုံးလို့ရပါတယ်ဒါကတော့အရန်ကိုကောင်းတဲ့ system လေးတစ်ခုပါသူရဲ့ဒီ Astro AS201 က BYOM function ပါပြီးတော့ဒီ wireless တွေကြိုးချင်းနဲ့ BYOM function ကိုသုံးလို့ရမှာဖြစ်တယ်ခုနလို remote viewing function တွေလည်းရမယ်ဒီ laptop တစ်လုံးလေးကနေပြီးတော့ screen တစ်ခု share ချင်တဲ့အခါမှာလည်းသုံးလို့ရတယ်ပေါ့နော်ဒါကတော့ဒီ Astro AS201 လေးဖြစ်ပါတယ်ခုပြမှာတော့ဒီ Astro wireless presentation လေးကိုသုံးပြီးတော့ screen တစ်ခုလေးကနေပြီးတော့ဒီပြလိုက်တဲ့ဒီ laptop လုံးဝပြလိုက်တဲ့ဟာတွေအကုန်လုံး laptop တွေအများကြီးပေါ့နော်ဒီဖုန်းတွေရောကြည့်လို့ရတယ်ပုံစံလေးမျိုးဖြစ်ပါတယ်အဲ့ဒါကြတော့ဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်သူက device ဘယ်နှခုလဲရလို့ရှင်ဒီပိုင်းက16အထိဒီ remote viewing ရတယ်ပေါ့နော်ဒီမှာပြတဲ့ content တွေတစ်ခုကနေပြီးတော့ channel device တွေပေါ့လုံးဝ wireless ဘာမှမချိတ်အောင်သုံးကြရတာမချိတ်အောင်လုံးဝ software တစ်ခုနဲ့တုံးသွားပြီးတော့ wireless ကို remote viewing 16ဦးထိရပါတယ်ဒါကတော့ဒီအရောင်းကိုတုံးဝင်တဲ့ပုံစံလေးပေါ့နော်တောင်းပါတင်သားတွေပြောပြီးအရောင်းအဲ့တော့ဒီ laptop တစ်လုံးထဲကနေပြီးတော့ screen နှစ်ခုကိုပြရတဲ့ပုံစံလေးဖြစ်ပါတယ်ဒီမှာအခုဒီပေါ့နော်အခုဒီ presentation ကဒီဘက်မှာရှိတဲ့ screen မှာပြထားပြီးတော့နောက်ထပ်ဒီ video လေးကတော့ဒီဘက်မှာရှိတဲ့ screen လေးကိုပြထားတာပေါ့နော်ဒီလိုမျိုးပုံစံကိုဘယ်လိုလုပ်လဲဆိုလို့ရှိရင် device နှစ်ခုနဲ့ laptop တစ်လုံးနဲ့ပေါ့နော်လုပ်ထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် extend mode ပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးကို different screen မှာ different contents နဲ့ပြချင်တဲ့နေရာမှာလည်းတုံးလို့ရပါတယ်